လူချို့တွေကသူတို့ကဝေးကြချင်တယ်ဝေး short ချင်တယ်ဒါပေမဲ့အစားတွေ short စားကြတာဘောနော်ဒါကြီးလောက်ကြတယ်အစားတော့တွေ short စားတာတဲ့ဒီအစားတော့တွေ short စားတဲ့လေပုံမှန်လေးကြီးကန်လို့ပဲလို့တယ်စစ်တန်းတုန်းကမြန်မာစာဆရာမတယောက်ပြောတယ်အားကစားဆိုတာတဲ့အားမလို့ရတာမဟုတ်ဘူးအချင်းပေးပြီးတော့လုပ်ရတယ်တစ်ပတ်မှာဘယ်နှစ်ကီလိုဘယ်နှပေါင်ချမယ်ဆိုတာတဲ့တစ်လမှာဘယ်နှစ်ရက်နောက်တစ်ပတ်မှာဘယ်နှစ်ရက်လေးချင်းလုပ်မှလဲတစ်ရက်မှာဘယ်နှမိနစ်လေးချင်းလုပ်မှလဲအဲ့ဒါအရေးကြီးဆုံးပဲဝေးကြတာမကြတာတဲ့ပုံမှန်လေးချင်းလုပ်ဖို့လိုတယ်တစ်ပတ်မှာအနည်းဆုံး3ရက်ပေါ့တစ်ရက်မှာမိနစ်30ပဲဖြစ်20ဖြစ်တနာရီဖြစ်စက်တူလုပ်လို့ရအစားကိုစောစားရုံနဲ့လူကမပိန်တာဘူးเนาะဟုတ်ကမလိုအပ်ပဲနဲ့ကီလိုရီမလောင်ကျွမ်းမှုဆိုရင်ဘယ်လောက်ပဲစောစားပိန်မှာမဟုတ်လေ့ကျင့်ခန်းလုပ်မှာပဲလေ့ကျင့်ခန်းလုပ်တဲ့ခါမှာလည်းတရက်နေ့လုပ်ပြီးတော့မယ်နဲ့ကကြည့်ပြီးတော့ဘာမှပြောင်းလဲသွားပါလားဆိုပြီးတော့ဖြစ်စရာမလိုဘူးဘာလို့လဲဆိုတော့ခန္ဓာကိုယ်ပြောင်းလဲလဲဆိုတာအချိန်အများကြီးလိုတယ်ဒီအဓိကကတရက်မှာဘယ်နိုင်လေ့ကျင့်ခန်းလုပ်မှာလဲတစ်ပတ်မှာဘယ်နေ့လုပ်မှာလဲအရေးကြီးဆုံးပဲ